ယနေ့ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့အားကံကောင်းခြင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်သမှုအာယုံပြု၍ဘုရားရှင်တို့၏ဂုဏ်တော်ကြီး73ပါးကိုဖွဲ့ဆိုထားသောဓနာတိဂါရတော်ကိုပါဠိအနက်ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်ဓနာတိဂါရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုဓနာတိဂါရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကံတို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြွရယ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွေမှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခုလူနိုင်တွန်းလေ၄ခုကိုပဲကျိုးရှိရာ2ခုကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘုဝါသမံလူဘုံနတ်ဘုံမြမဘုံပြုသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ွယ်အာတယအစစ်တည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြော့ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုဓနာတိဂါရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓု
တဏှာတိခါရတော်ကိုပါဠိနဲ့တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိအနာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခွန်လူ၌တွန်းလေ၄ခွန်ကိုပဲကျိုးရှိရာ2ခွန်ကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ3ပါးဝိဇ္ဇာ7ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဤဘဝသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာအစစ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြီးဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမိစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ခြေကိုကြောပါ၏မြတ်စွာဘုရားအာတုသာတုသာတုတဏှာတိကာရတော်အရံဘိအနာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံဘိအနာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံသာဓုသာဓုသာဓုတဏှာတိတိခါရတော်ကိုပါဠိနဲ့တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိယနာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရဟံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခွန်လူ၌တွန်းလေ၄ခွန်ကိုပဲကျိုးရှိရာ2ခွန်ကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရား
ဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလီတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘူဝါသမံလူဘုံနတ်ဘုံပြမဘုံပြုသောဘဝ၃ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ွယ်အာတယအစစ်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြော့ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုဒနာသိတိကာရတော်အရံမိယနာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံမိယနာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံမိယနာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံသာဓုသာဓုသာဓုဒနာတိခါရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိအတာဇယံဒုက္ကတံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပေတတော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထူပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရာယ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခွန်လူ၌တွန်းလဲ၄ခွန်ကိုပဲကျိုးရှိရာ2ခွန်ကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘူဝါသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ၃ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကို
ဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရှေကိုကြောပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏသတိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုတဏသတိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြွရာယ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခုလူ၌တွန်းလေ၄ခုကိုပဲကျိုးရှိရာနှခုကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနာရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘုဝါသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ပဲအာတယာအစစ်တည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြောပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏသတိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုတဏသတိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်
အရဟံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရဟံလူမေနမေမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပေတတော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားတုကတံစကား6ခွန်လူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏဝိဇ္ဇာ3ပါးဝိဇ္ဇာ7ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဤဘဝသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစစ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြီးဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမိစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ခြေကိုကြောပါ၏မြတ်စွာဘုရားအာတုသာတုသာတုတဏှာတိကာရတော်အရံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရဟံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံသာဓုသာဓုသာဓုတဏှာတိတိခါရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရဟံလူမေနမေမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပေတတော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခွန်လူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရား
လာလီတံတင့်တဲ့စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘူဝါသမံလူဘုံနတ်ဘုံမြမဘုံပြုသောဘဝသုံးပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ပဲအာတယအစစ်တည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြောပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏသိတိကာရတော်အရံမိယနာဇယံဒုက္ကရံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံအရံမိယနာဇယံဒုက္ကရံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံအရံမိယနာဇယံဒုက္ကရံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံသာဓုသာဓုသာဓုတဏသိခါရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိအနာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံအရံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပေတတော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားတုကတံစကား6ခွန်လူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တဲ့စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘူဝါသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝသုံးပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍
ခြေကိုကြောပါဤမြတ်စွာဘုရားသာဓုသာဓုသာဓုတဏသတိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုတဏသတိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကံတို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြွရယ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားသူကတံစကား6ခုလူနိုင်တွန်းလေ၄ခုကိုပဲကျိုးရှိရာ2ခုကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘုဝါသမံလူဘုံနတ်ဘုံပြမဘုံပြုသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ပဲအာတယအစစ်တည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြောပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏသတိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုတဏသတိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံ
စရဏံတိဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံလူမေနမေမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားသူကတံစကား6ခွန်လူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလီတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏဝိဇ္ဇာ3ပါးဝိဇ္ဇာ7ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဤဘဝသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစစ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ဖြစ်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမိစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ခြေကိုကြောပါ၏မြတ်စွာဘုရားအာတုသာတုသာတုတဏသတိကာရတော်အရံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရဟံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံသာဓုသာဓုသာဓုတဏသတိခါရတော်ကိုပါဠိနဲ့တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရဟံလူမေနမေမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားသူကတံစကား6ခွန်လူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရား
အတုလံတုမရှိသောဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘူဝါသမံလူဘုံနတ်ဘုံမြမဘုံတည်သောဘဝ၃ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ပဲအာတယအစိတ်တကြီးဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြော့ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏသိတိကာရတော်အရံမိယန္တာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံမိယန္တာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံဝိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံသာဓုသာဓုသာဓုတဏသိတိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပဏမာမိဇိနံအရံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပေတတော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထူပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရာယ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခွန်လူနိုင်တွန်းလေ၄ခွန်ကိုပဲကျိုးရှိရာ2ခွန်ကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘူဝါသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ၃ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြီးဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ခြေကိုကြော့ပါ၏မြတ်စွာဘုရားအာဓုအာဓု
သာဓုတဏတိရိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုတဏတိရိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံသူတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြွရယ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခုလူ၌တွန်းလေ၄ခုကိုပဲကျိုးရှိရာနှခုကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတူမရှိသောဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏံဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣဘုဝါသမံလူဘုံနတ်ဘုံပြမဘုံပြုသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ပဲအာတယအစစ်တည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြောပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏတိရိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုတဏတိရိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံ
အရဟံလူမေနမေမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထူပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လေမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားတုကတံစကား6ခွန်လူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏဝိဇ္ဇာ3ပါးဝိဇ္ဇာ7ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဤဘဝသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝ3ပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြီးဖြစ်တော်မူသောမြတ်စွာဘုရားစီနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမိစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ခြေကိုကြောပါ၏မြတ်စွာဘုရားအာတုသာဓုသာဓုဓနသတိကာရတော်အရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံဘိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံသာဓုသာဓုသာဓုဓနသတိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရဟံဘိယန္တာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဝသမံယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမေနမေမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုကိုကိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထိုးပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဒုက္ကတံစကား6ခွန်လူ၌တွန်းလေလေးကုန်းကိုပဲကျိုးရှိရာနှခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏ်တော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား
စရဏဝိဇ္ဇာသုံးပါးဝိဇ္ဇာရှိပါစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဤဘူဝါသမံလူဘုံနတ်ဘုံမြမဘုံပြုသောဘဝသုံးပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ပဲအာတယအစစ်တည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံအဘိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏောပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုအံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ရေကိုကြော့ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတဏှာတိဋ္ဌိကာရတော်အရံမိယနာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံအရံမိယနာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံအရံမိယနာဇယံဒုက္ကရံအာမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံသာဓုသာဓုသာဓုတဏှာတိဋ္ဌိကာရတော်ကိုပါဠိအနက်တွဲပြီးတော့ရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်အရံဘိအနာဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝသမံယမကံဒုက္ခရံတရဏံပနာမာမိဇိနံအရံလူမင်းနမင်းမြမမင်းတို့၏ဝစင်ကိုရောပူဇော်တုခိုင်တော်မူတိုက်သောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာတို့ကိုပယ်တော်မူပြီးသောမြတ်စွာဘုရားအရဟံကိလေသာယံတို့မှဝေကွာတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစိတ်အကန့်တို့ကိုထူပြတော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကြရ၌လည်းမကောင်းမှုတို့ကိုပြုကျင်တော်မမူပြောဆိုတော်မမူကြံစီတော်မမူတတ်သောမြတ်စွာဘုရားဘိအန္တဇယံတွင်မှယံတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားသူကတံစကား6ခွန်းလူ၌တွန်းလေလီကုန်းကိုပဲကျိုးရှိရာ2ခွန်းကိုသာပြောဆိုတော်မူတတ်သောမြတ်စွာဘုရားအမိတံမနိုင်ရှင်နိုင်သည့်တကူပြတရားရှိတော်မူသောမြတ်စွာဘုရားဝိရဇံကိလေသာမျိုးညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားလာလိတံတင့်တယ်စံပေတပ်ပေတော်မူသောမြတ်စွာဘုရားအတုလံတုမရှိသောဂုဏတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားစရဏဝိဇ္ဇာသုံးပါးဝိဇ္ဇာရှိပါစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဤဘဝသမံလူဘုံနတ်ဘုံမြမဘုံတည်ဟူသောဘဝသုံးပါးတို့၌ကိလေသာငြိမ်းတော်မူပြီးသောမြတ်စွာဘုရားယမကံယေမိအစုံတကူပြတရားတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဒုက္ခရံတရားဓမ္မတို့ဖြင့်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးတော်မူတတ်သောမြတ်စွာဘုရားတရဏံလူနာမြမတတ္တဝါတို့၏ကိုယ်ဝေအာထာယအစစ်ကြည်ကြည်ဖြစ်တော်မူသောမြတ်စွာဘုရားဇိနံဒေဝဗုဒ္ဓမံကိလေသာမံပိသင်္ကာရမံခန္ဓာမံမေစုမံတည်ဟူသောမင်္ဂပါကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဧတုဂုဏောပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပနာမာမိတရာယုတုလက်ဆုံးမူ၍ခြေကိုကြော့ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓု